ဘောင်းမီဝတ်တဲ့သူတွေရောပစိုးဝတ်တဲ့သူတွေအတွက်ပါအဆင်ပြေတဲ့ခါးချိတ်အိတ်လေးနော်အဲ့တော့ဒီအိတ်ကလေးကမိုးကာတာနဲ့ချုပ်ထားတဲ့အိတ်ကလေးဒီနောက်မှာကပတ်ခွင်းပါမယ်ဒါတွေကကာရာဘိုင်နာခွင်းလေးတက်ပြီးတော့ပစိုးသမားတွေအတွက်အသုံးပြုလို့ရတယ်ဒီရှိမှာကာရာဘိုင်နာခွင်းလေးပါတယ်ဒီဘက်ကယ်လေးကလည်းကျွန်တော်တို့ဖြုတ်တက်လို့ရမယ်ဒီဇိုင်းလေးရဲမိုက်တယ်နော်အဲ့အထဲမှာကျွန်တော်ကြွကြွလေးထည့်ပြီးတော့အိတ်ရဲ့ငကူရုပ်လက္ခဏာလေးပေါ်အောင်ဖောင်းထားပြီးတယ်အိတ်ကလေးဖောင်းလေးနော်အဲ့တော့ဒီအိတ်လေးကခါမှာချိတ်လို့ရရုံနေမဟုတ်ဘူးကပတ်မှာချိတ်လို့ရတယ်မဟုတ်ဘူးလွယ်လို့လည်းရတယ်ဘေးနားမှာဒီမှာလွယ်တဲ့ခွင်းလေးတွေပါတယ်အဲ့တော့အိတ်ထဲမှာလည်းကျွန်တော်တို့အထဲမှာကျိုးလေးပါတယ်အဲ့တော့ဒီကောင်ကလွယ်လို့ပါရတယ်နော်ကျွန်တော်တို့ cross body အနေနဲ့သုံးလို့ရတယ်လွယ်လို့လည်းရတယ်အဲ့အိတ်ရဲ့ထူးခြားချက်က screen size 6.5 6.5ဆိုတာတော်တော်ကြီးနေပြီဖုန်း size 6.5ကျွန်တော်တို့လွယ်ကူထည့်လို့ရတယ်နော်6.5ဖုန်းနေပေါ့နော်ကဲအထက်ကိုဖွင့်ပြမယ်ဒီပုံစံလေးသူမှာအိတ်တွေကအများကြီးပါတယ်ဗျဒါလေးဆို visiting card တွေဘာကတ်ညာကတ်တွေထည့်လို့ရမယ်ဒါဈေးအိတ်ပေါ့နော်ရေတွေးရန်ကောင်းတယ်နော်ဇစ်တွေကအစတိတိတတ်ချုပ်ထားပြီးတဲ့အိတ်ကလေးအဲ့တော့ဒါလေးထုတ်လိုက်မယ်အဲထဲမှာကြွကြွလေးထည့်အိတ်ကိုဖောင်းအောင်လုပ်ပြထားတယ်အဲ့တော့အဲထဲမှာသူ့ရဲ့ရေတွေးလေးကမိုက်တယ်နော်အဲ့တော့အိတ်ကနှစ်ထပ်ပါဒီနောက်မှာတစ်ထပ်ပါအောင်မယ်နော်အိတ်တွေကလည်းအများကြီးပါတယ်အဲ့တော့ခါးချိတ်အိတ်အနေနဲ့သုံးမလားကျွန်တော်တို့လွယ်တဲ့အိတ်အနေနဲ့သုံးမလားအဆင်ပြေတယ်အဲ့တော့အနောက်မှာအယောင်လေးက3ရောင်ကျန်လေးတွေအားလုံးပေါင်းဘယ်နှရောင်လဲဆို4ရောင်ဒါလေးကအမဲရောင်ဒါလေးကမီးခိုးရောင်နော်ဒါလေးကနက်ပြရောင်နော်နက်ပြရောင်လေးအဲ့တော့ဒါလေးကစိမ်းရောင်လေးဗျစစ်စိမ်းရောင်လေးမိုက်တယ်နော်ဒီကောင်လေးလည်းတော်တော်လေးလှတယ်ဒီဇိုင်းလေးအဲ့တော့ဒီလိုကာရာဘိုင်နာကွင်းလေးပါမယ်ဒါမျိုးဘက်ကယ်ဟူလေးပါအဲ့ဒီဘက်ကယ်ဟူလေးကကျွန်တော်တို့ဆွဲဖြုတ်လို့ရတယ်ဒါလေးကတော့ချိတ်လို့ရတယ်ဒီကာရာဘိုင်နာကွင်းကလည်းအနောက်မှာပစိုးသမားတွေအတွက်အဆင်ပြေတယ်ဒီမှာချိတ်ပြီးတော့ပစိုးမှာချိတ်ထားလိုက်မယ်screen size phone screen size 6.5ကိုကောင်းကောင်းလေးစမ်းတဲ့အိတ်ကလေးပါအဲ့တော့စိတ်ဝင်စားလို့မှားချင်တယ်ဆိုရင်ကျွန်တော်တို့ MBH ကိုအချိန်မီအားပါတရဆက်တွယ်ဝယ်နိုင်တယ် profile ရဲ့ bio link မှာလည်းဖုန်းနံပါတ်လေးတွေရှိပါတယ်အလွယ်တကူဆက်တွယ်ဝယ်နိုင်ပါတယ်ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ